နာယူပါအငြိမ်းစားယူပါပြောတယ်မြတ်စွာဘုရားကလက်မခံတော့မှသူဘာထလှုပ်တာလဲလှုပ်ချံတတ်ဖြတ်တဲ့အမှုကိုဘယ်နှချိန်ကြိုးစားလဲ3ချိန်ကြိုးစားခဲ့တယ်ဟုတ်လားအဲ့လို3ချိန်ကြိုးစားလို့မအောင်မြင်တော့သူဘာဆက်လှုပ်သေးလဲအကျဉ်းဤလှုပ်လို့မရဘူးတိရှေးဥစ္စာပါတယ်လေအနာယူခိုင်းတယ်မရဘူးတော့ခက်ကြမ်းကြမ်းလို့တော့တတ်ဖြတ်တဲ့ဤဘယ်နှချိန်လဲ3ချိန်မရဘူးဆိုတော့ဘာလှဲ့လာဗျနိုးညံ့သိမ်မွေးတဲ့ဤသူတော်ကောင်းဟန်ဆောင်တဲ့စကားလေးတွေသူလှည့်ပြောတယ်။အိုးမြတ်စွာဘုရားဘုရားကိုယ်တော်မြတ်ရဲ့သာသနာတန်ခါအစည်းအရုံးကြီးအားလုံးယဟန်တော်တွေရောယဟမတွေရောအကုန်လုံးပဲတစ်လူတကာပင်ဖိတ်ကျွေးမွေးတဲ့ဆွမ်းကိုမစားပါစေနဲ့ဆွမ်းခံ၍သာလင်စားကြပါစေဆုံးပဲ့နာနော်ဘယ်ရောက်နောက်နံပါတ်2တရားဓမ္မတွေလက်ရောက်ကြည်ပြလူတဲ့သင်္ကန်းတွေမဝတ်ပါစေနဲ့ပန်းတကူသင်္ကန်းပဲဝတ်ပါစေ3သံဃာတော်ရှင်မြတ်တွေမြို့ချောင်းရွာချောင်းမှာမနေပါစေနဲ့တောချောင်းမှာပဲနေပါစေအဲ့ဒီတောင်းဆိုချက်တွေကပြိဿရဲ့နားထောင်လို့တော်ကောင်းတယ်နော်နားထောင်လို့ကောင်းတယ်မဟုတ်လားအဲ့ဒီနားထောင်လို့ကောင်းပေမဲ့နားထောင်လို့ကောင်းတဲ့စကားလုံးရဲ့နောက်ွယ်ကနှလုံးသားတွေကိုကြည့်ရစကားလုံးတွေကသာလှနေတာနော်နှလုံးသားကအလွန်မင်းညစ်နောက်တကဘာပြောပြန်လဲရှင်ဘုရားတွေသံဃာတော်ရှင်မြတ်တွေကိုသင်္ကန်း3တေထည့်ပို့ပြီးတော့မဝတ်ပါစေနဲ့တဲ့သင်္ကန်း3တေထည့်ဝတ်ပါစေ4ခုဖြစ်သွားပြီသိစေဝရိဒုတင်ဆောင်အောင်နောက်ဓမ္မ9ကြတော့မှဘာပြောလဲသံဃာတော်ရှင်မြတ်တွေအသား9မစားပါစေနဲ့အလုံးသတ်သတ်လို့စားပါစေဗျာအဲ့ဒီ9ခုကိုရှင်ဘုရားသာသနာတော်မှာဘုရားကိုယ်တိုင်အမိန့်တရားအနေနဲ့ထုတ်ပြန်ပေးပါပရိသတ်ကြီးတစ်ပါတယ်လေပိပိတ်တဲ့ဆွမ်းမစားနဲ့ဆွမ်းခံစားနှစ်မြို့ရွာမှာမနေနဲ့တောမှာပဲနေ3နောက်လှူဒါန်းတဲ့သင်္ကန်းလက်မခံနဲ့ပါတယ်လေပန်းတကူသင်္ကန်းပဲဝတ်4ကသင်္ကန်းအပူအချံများများကြီးလက်မခံနဲ့3တယ်တဲ့လက်ခံ5ကြတော့ဘုန်းကြီးယဟန်သာမဏေသီလရှင်အကုန်သတ်သတ်လို့စားဟောဗျာသတ်သတ်လို့စားဖို့ရန်စတင်တောင်းဆိုတာဒေဝတာဖြစ်နေတာဒီမှာလာတွေ့တိုက်ဆိုင်တာတော့မတတ်နိုင်ဘူးပြိဿကြီးနော်သတ်လို့ဂိုင်းကိုဒေဝတာကြိုးစားခဲ့တာအဲ့တော့ဒီတောင်းဆိုချက်ကလေးတွေဟာသာသနာတော်အတွေ့တော်ကောင်းလိမ့်မယ်ဆိုပြီးတော့သူတောင်းတာမြတ်စွာဘုရားအဲ့ဒီတည်းလုပ်ပါဗျာဆိုတော့ဘုရားမြတ်စွာကဘာပြောလဲကျင့်နိုင်တဲ့ပုဂ္ဂိုလ်ဘင်းတောင်းတာတွေကောင်းပါတယ်တဲ့ကျင့်ပါစေတဲ့မကျင့်နိုင်တဲ့ပုဂ္ဂိုလ်တွေလည်းပဲခွင့်လို့ရမှာပဲတဲ့အကုန်လုံးကိုမကျင့်မနေရဆိုတဲ့ဥပရိစည်းကံကြီးတော့ငါမထုံးနိုင်ဘူးကျင့်လို့သူကျင့်မကျင့်လို့သူနေဆိုလိုက်ရောသူတောင်းဆိုချက်ဘာဖြစ်လဲအောင်မြင်သေးလားမအောင်မြင်တော့မှထအော်တာသာသနာတော်ကြီးကောင်းစေခြင်းလို့သူဓာတ်တွေကိုတောင်းဆိုတာဘုရားကမလိုက်ရောဘူးလောက်ကြောဗျာအဲ့ဒါသာသနာတော်ရှင်ဟန်ဒီကောင်းသွားစေခြင်းလို့ဓာတ်တွေကိုတောင်းဆိုတာဒီကောရမကမလိုက်လျောဘူးငါအယူဆငါဝါဒကြိုက်တဲ့ကုတော်တွေလာလိုက်ခဲ့ကြဆိုခေါ်သွားတာသုံးနောက်ကသံဃာအပ900ပါသွားတယ်ဗျာသံဃာခွဲဆိုတယ်အဲ့လိုခွဲပြတယ်အဲ့ဒါသံဃာပေရကပရိသတ်ကြီးကံကြီးကံငယ်တောင်တူမဆောင်တော့ဘူးကွဲရောမို့လားအဲ့လိုကွဲအောင်ပြင်းအောင်စပြီးတော့အကောင်းတဲ့လေသံကောင်းကောင်းလေးပေးပြီးတော့ခွဲတာနော်ဘယ်သူလဲဒေဝဒရဲ့အဲ့ဒါကြောင့်သူကရံသာဓုနာသာဓုသာဓုပါပေနာဒုက္ကရံသူတော်ကောင်းတွေကောင်းမှုကိုပြုဖို့ရန်လွယ်တယ်သူတော်ကောင်းတွေမကောင်းမှုကိုပြုဖို့ရန်ခက်တယ်ပါပပေနာဒုက္ကရံပါပမရိယေဟိဒုက္ကရံ
လူမိုက်တွေမကောင်းတာလုပ်ဖို့ရန်လွယ်တယ်လူမိုက်တွေကောင်းတာလုပ်ဖို့ကြတော့ခက်နေလိမ့်မယ်လို့သာတနာလူတော်ဆရာဘုရားရှင်ကိုရောမြတ်သည်ဒေဝဒတ္တဒေဝဒတ္တမထေကိုအရဘအကြောင်းပြု၍ဧမံဓမ္မကတံဣဓမ္မကတဒေသနာတော်ကိုတေသေတိကရုဏာရှိဓမ္မေတ္တာအဖြင့်မိန့်ကြားတော်မူခဲ့ပါပဲသတည်းကာမပရာဒပတ္တနာဝိနာသေပိစုပတ္တိတေအာနယောနယရူပိနာဝုဒ္ဓိမက္ကမြဒိဋ္ဌတိဗုဒ္ဓိမက္ကမြဒိဋ္ဌတိကာမပရာဒပတ္တနာကံချွတ်ချော်ခြင်းသို့ဆက်ရောက်၍နေကြကုန်သောကာမပရာဒပတ္တနာကုသိုလ်ကံချွတ်ချော်ခြင်းဆက်ရောက်၍နေကြကုန်သောဘိသယေကာမပရာဒပတ္တနာကုသိုလ်ကံချွတ်ချော်ခြင်းဆက်ရောက်၍နေကြကုန်သောဘယ်ဆက်ရောက်နေလဲကုသိုလ်ကံချွတ်ချော်ခြင်းဆက်ရောက်၍နေကြကုန်သောသတ္တနာသတ္တဝါတို့မှာကဘာတသိမ့်ပါရမီဖြည့်ထားပြီးသားဗျဒေဝဒတ်နော်ဒါပေမဲ့ကုသိုလ်ကံချွတ်ချော်ခြင်းရောက်ပြီဆိုလို့ရှိရင်လေဝိနာသေပိစုပတ္တိတေဝိနာသေပျက်စီးဖို့ယံသည်ပိစုပတ္တိတေဥတည်၍လာပြီဆိုလို့ရှိရင်ကံချွတ်ချော်ခြင်းရောက်ပြီဆိုရင်တဲ့ပျက်စီးဖို့ဥတည်လာပြီဝိနာသေပျက်စီးဖို့ယံသည်ပိစုပတ္တိတေဥတည်လာပြီဆိုလို့ရှိရင်အာနယောနယရူပေနာနီလွယ်နီးမှားတွေဟာဒီမှလမ်းမှအနေအဖြင့်အာနယောနီလွယ်နီးမှားတွေကနယရူပေနာနီးမှလမ်းမှလောဖြစ်ပြီးတော့ဟုတ်တယ်ကြီးပွားမဲ့အခွင့်အလမ်းတွေကိုအကမြနင်းနဲ့ဖြစ်စည်းပြီးဒိဋ္ဌတိဒီလာတယ်ကံချွတ်ချော်ခြင်းရောက်ပြီဆိုလို့ရှိတတ္တဝါတွေဟာတဲ့နီးလွယ်နီးမှားတွေကိုနီးမှန်လမ်းမှန်ဆိုပြီးတော့လှုပ်ကြတယ်ကံချွတ်ချော်ခြင်းရောက်တဲ့တတ္တဝါတွေဘယ်လိုလှုပ်တဲ့နီးလွယ်နီးမှားတွေကိုနီးမှန်လမ်းမှန်ဆိုပြီးတော့လှုပ်ကြတယ်အဲဒီလိုလုံးလာပြီဆိုလို့ရှိရင်ဝိနာသေပိစုပတ္တိတေပျက်စီးဖို့တော့ဥတည်နေပြီဒီတော့ဘုရားပရိသတ်ကြီးလူမိုက်ဆိုတဲ့ဥစ္စာဟာလေဟိုအာဂိတိဇတ်တော်မှာမြတ်စွာဘုရားအဓိပ္ပာယ်တစ်မျိုးဟောထားတာရှိအာဂိတိရှင်ယသိနာဂတိပကျွန်းပေါ်မှာဟင်းရွက်ပြုတ်ကလေးစားတရားချင်းတရားမင်းကလာပြီးတော့ဘာစုတွေတောင်းဒီလောက်တောင်းချင်းတယ်လေဩရှင်ယသိဆူတောင်းလေးရှိရင်ပြောသားမှာဆိုတော့အာဂိတိယသိကဆူတောင်း14မျိုးပြောအဲ့ဒီတဲကတစ်ခုဘာလနပသေနသုနေနသပါဠိနသံဝသေဒေဝနာမိန်တာနတ္တကိုဆိုရတဲ့သက်ကတရားမင်းဘာလနပသေဘာလတွေကိုမမြင်မရစေနဲ့ဘာစုတောင်းတယ်လဲဘာလတွေကိုမမြင်မရစေနဲ့ဘာလနသုနေဘာလရဲ့သတင်းစကားကိုမကြားပါရစေနဲ့ဘာတယ်လဲဘာလတွေရဲ့သတင်းကိုမကြားပါရစေနဲ့ဘာလနပသေနသုနေနသဘာလေနသံဝသေဘာလေနဘာလတွေနဲ့နသံဝသေပေဘဝမှာမအပေါင်းအသင်းမဖြစ်ပါရစေနဲ့ဘာစုတောင်းပြန်တယ်လဲတတိယဘာလတွေနဲ့မပေါင်းသင်းမဆက်ဆံမရစေနဲ့ဘာလေနအာလပသံလပနကရိဘာလတွေနဲ့စကားမပြောပါရစေနဲ့ဘယ်နှခုရပါလဲဘာလေနအာလပနကရိဘာလသဝဆနနာရောစရိဘာလရရဲ့စကားကိုနှစ်သက်ခြင်းကျေနာခြင်းထောက်ခံခြင်းအားပေးခြင်းမလုပ်ပါရစေနဲ့
ဘာလရဲ့စကားကိုဘာမလုပ်ပါရစေနဲ့လဲနှစ်သက်ခြင်းအားပေးခြင်းထောက်ခံခြင်းမလုပ်ပါရစေနဲ့၅ချက်လူမိုက်ကိုမမြင်ပါရစေနဲ့လူမိုက်ပဲရှိတယ်ဆိုတာမကြားပါရစေနဲ့ရှောင်မရလို့မြင်နေရကြားနေရရင်အပေါင်းအသင်းမလုပ်ပါရစေရှောင်မရလို့အပေါင်းအသင်းလုံးနေရရင်လည်းပဲသူတို့နဲ့စကားမပြောပါရစေမရှောင်သာလို့ပြောရရင်လည်းသူတို့စကားကိုအားပေးထောက်ခံမှုတွေမလုပ်ပါရစေနဲ့ဘယ်သူတောင်းလဲအဂိတ္တိယသိဘယ်သူထံတောင်းတရားမယ်ဒါအဂိတ္တိစလူမိုက်ဆိုတာနီးမဟုတ်တာကိုနီးလုံး၍လှုပ်တတ်တယ်လူမိုက်ဟာဘယ်လိုလှုပ်လဲနီးမှားတွေကိုအမှန်ထင်ပြီးတော့ရှောက်လှုပ်တာလူမိုက်ပဲတဲ့နော်အာနယနယတိ